လို့မနဲ့ယောက်ျားရဲ့မလို့မနဲ့ယောက်ျားရဲ့ပြောပြီးပါမလို့မနဲ့ယောက်ျားရဲ့ပြောပြီးပါဦးဒီမှာတမန်တော်တမန်တော်ဘာမှမရှိတော့ဘူးမင်းပြောပြီးပါမလို့မနဲ့ဘိုက်စားတယ်တမန်တော်မရှိအရွက်လေးတွေရမယ်နော်အရွက်လေးတွေလက်ဆက်တယ်အရွက်လေးတွေရမယ်အော်ညီမအရွက်လေးတွေရမယ်နော်မရွက်တစည်းဘယ်လောက်အော်တစည်း15ဘတ်ပါညီမရဲ့ငါးဘတ်လောက်ဆော့လိုက်တာမရလို့ပါညီမရဲ့အမ30နဲ့ဝဲလာပြီ5ဘတ်လေးနဲ့ပဲအမျက်တင်ရောင်းတာပါ30နဲ့ပြန်ရောင်းလိုက်ရဲ့အမတို့တော့ဘာမှမကြံလို့ပါညီမရဲ့ညရင်လည်းမယူတော့ဘူးအော်ညီမရဲ့2စီးယူသွားလိုက်လေအမ25ဘတ်နဲ့ထားပေးမယ်နော်25ဘတ်တွေပါတယ်လုံနေနဲ့ပေး2စီးရောက်20ရောက်ညီမရဲ့အဲ့လိုမလုပ်ပါနဲ့တကယ်မရလို့ပါညီမရဲ့အဲ့လိုမလုပ်ပါနဲ့နော်အမတို့တော့လည်းအမျက်တွေပါတိတ်မရလို့ပါညီမရဲ့သူတို့ကလည်းသူတို့သားမီးအမျက်မချမ်းမနေပါအောင်မယ်ဟဲ့အိမ်ရှင်နင်ကတော်သူတော်ကောင်းကြီးလောက်နေတာသူတို့ကိုတနာရင်သူတို့အိမ်မှာနေလိုက်ပါလားဟမ်ကဲအမကလည်း25ဘတ်တွေပါလုံနေပါနဲ့ညီမတို့ကအများအားအားပေးနေတဲ့ဟာလာတငယ်လာသွားဟဲ့ခင်းနေလားပြီနင်တို့ကလည်းသူများစီရပစံအရန်မစစ်ပါနဲ့နင်တို့ဈေးစစ်လိုက်ရင်တို့မှအမျက်ကလေးဘာမှမကြံတော့ပြီးတော့နင်တို့ဆိုတာအဆင်မပြေတဲ့လူတွေလည်းမဟုတ်ဘူးလေတို့မှအဆင်မပြေလို့ဒီရွက်ကလေးပဲရောင်းနေရတဲ့ဟာကိုဟဲ့အိမ်ရှင်ကောင်းတော့ညက်ဘာသိလို့လဲဒီကဈေးတယ်နေရတယ်ကလင်ကကြည့်ရုပ်လေးကလေးတွေကိုဘေးမှာထားလာဝယ်သမျှဈေးဝယ်သူတွေအကုန်လုံးတနာလိုက်ခံနေတာအဲ့လိုဟာတွေနေသွားတနာကြည့်ပါနေအိတ်ထဲမှာပါလာများကြောင်ဖို့တာတယ်ဟုတ်တယ်အဲ့လိုစစ်မှာတော်ရကြတာဟဲ့သူတို့ကမမျက်ဘူးဆိုတာအလကားတက်ဈေးတင်ထားတာအေးပါနင်တို့မှန်နေတဲ့ထင်လဲငါဘာမှမပြောတော့ပါဘူးဟိုဘက်ချမ်းမှာငါတော့ရမယ်အဲ့ဒါနင်လိုက်အောင်မလားပြောငါမလိုက်တော့ဘူးငါရင်ပြန်ထည့်တော့မယ်အဲ့ဒါလည်းကောင်းတာပဲတော်တန်ငါတို့ဈေးစစ်မကောင်းနောက်ကနေလိုက်သူတို့ကောင်းလိုက်လုံးမလို့တော့ပါဘူးဟာငါပြန်ထည့်တော့မယ်နော်ကြွတမီးပိုက်ဆောင်နေဘူးလားအဲ့ရောက်အဖေနဲ့တူတူပြန်စားမယ်နော်ဟဲ့မနေဒီနေ့ဈေးရပြန်လာနောက်ကြတယ်ဟောဘယ်လိနေနဲ့နေစားအဲ့နေလဲဟုတ်ပါဘူးယောက်ျားရဲ့ဒီမှာလက်ကျန်လေးတွေရောင်းနေလို့နောက်ကျနေတာပါအဖိုးတွေပြောမနေနဲ့ပတ်စာပေးရစင်တောက်လာပြီမဟုတ်လားဘာလို့ထပ်တောင်းနေရတာလဲလာပါအိမ်မှာပဲအေးဆေးပြန်အိမ်လိုက်ပါနော်ဒီနေ့ဈေးရောင်းတော့လည်းအမြက်ကလည်းတိတ်မရအောင်ဒီမှာစားဖို့လောက်ပဲရှိတယ်ယောက်ျားရဲ့တမီးလေးကလည်းဗိုက်စားနေမတုံးနေတော့နော်အဖိုးတွေပြောမနေနဲ့ဟာပေးစပေးတာမလုပ်ပါနဲ့ယောက်ျားရဲ့မလုပ်ပါနဲ့ယောက်ျားရဲ့မလုပ်ပါနဲ့ယောက်ျားရဲ့ပြောပြီးပါမလုပ်ပါနဲ့ယောက်ျားရဲ့ပြောပြီးပါဦးဒီမှာတမီးလေးကစားဖို့စားမရှိတော့ဘူးမပြောပြီးပါမလုပ်ပါနဲ့ဘိုက်စားတယ်တမီးလေးမရှိအမေတို့ကလည်းမစားမရှိတော့ဘူးဟုတ်လားညလေးတောက်လာတယ်နော်အမေပစစားကြည့်လာတော့ပစငါဘာမရှိတော့ဘူးတစ်ဆယ်လောက်ဆိုထမင်းလေးပါလေးဝယ်လို့ရသေးတယ်ယောက်ျားပစလေးပြောင်းပြီးပါတွေ့လာတဲ့ငယ်ချင်းတို့မင်းတို့ဈေးဆက်လိုက်တဲ့ဈေးတွေတိုင်းကပတ်စံအဆင်ပြေနေလို့ဈေးရောက်နေတဲ့လူတွေမဟုတ်ဘူးဟာသူတို့မှလည်းသူတို့မိသားစုခက်ခဲနေတယ်သူတို့မင်းတို့ကတော့9ဘတ်30လေးစစ်လိုက်လို့ဘာမှဖြစ်နိုင်လို့တွေးပြီးမယ်ခုကြည့်လေတို့မြင်တဲ့အတိုင်းပဲမင်းတို့စစ်လိုက်တဲ့9ဘတ်သူတို့ထမင်းတိတ်ချဝယ်လို့ရတယ်အေးဟာငါဒီလိုမှမသိလို့ပါဟာဒီလိုမှတင်ပေးစစ်ပါမယ်ဟုတ်တယ်ဟာတနာပါတယ်ဒီလိုအစင်မပြေတဲ့ဈေးတယ်တွေဘယ်လောက်တောင်များနေမလဲဆိုတာငါတွေးမိလိုက်ပါတယ်ငါကသူတော်ကောင်းလုပ်ချင်လို့ဈေးမှနေလို့တားတာမဟုတ်ပါဘူးပတ်စံစီလို့ဈေးရောက်နေတဲ့သူတွေဈေးကိုအစမတန်တင်ထားတဲ့သူတွေဆိုရင်တော့ဈေးစစ်တင်တယ်စစ်ကိုစစ်တင်တယ်ဖြစ်နိုင်မယ်ဆိုရင်အဲ့လိုလူတွေစီကအားမပေးပဲခုလိုအဆင်မပြေလို့ဈေးရောက်နေတဲ့သူတွေဈေးကိုအတင်းတင်းနဲ့ရောင်းနေတဲ့သူတွေစီကငါတို့တွေကဝယ်တင်တယ်ငါတို့တွေကလဲဘေးမှာဆွေဆွဲကြိုးအကြီးကြီးတွေဝတ်ထားပြီးဝတ်ကောင်စားလားတွေဝတ်ထားရင်လွယ်လွယ်အထင်ကြီးတတ်ကြပြီဆော့ဆော့ပြက်ပြက်နဲ့ဈေးရောက်နေရင်
ကလင်ကကြကြတယ်လို့ထင်တတ်တဲ့ငါတို့ရဲ့အကျင့်တွေကိုဖျောက်ပြီးဒီလိုအစမပြေနွမ်းပါတဲ့သူတွေကိုဈေးမစစ်ပဲငါတို့တွေသူတို့ဘဝကိုကူညီကြအောင်လေနော် အေးပါ ဖေးပါငါတို့သွားပြီးကူညီကြအောင်နော် ဟာလား နော်ခဲလိုက်ပါနဲ့မင်းလိုက်ဝင်ကြည့်မယ်နော်မင်းလိုက်ပါလား ကျေးဇူးတင်ပါတယ်နေတော့